မြန်မာလက်ဝဲလောကကိုတုံလုံးစေခဲ့တဲ့ပြိုင်ဘက်တိုင်းကြောင်းလန့်ခဲ့ရသည့်တောင်သူလေသမားလေးမော်တော်ကိုမဟုတ်မလက်ဝဲကတဝင်ပုဂ္ဂိုလ်ကြီးတုံမိုးကျိုးမွန်ပြည်နယ်တထုံမြို့ရှိမြန်မာတပ်တွေ1309ခုတောင်သူလယ်သမားမိသားစုမှာမော်တော်ကိုမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းကမိသားစုလေယာလုပ်ငန်းခွင်ကိုကူညီလုပ်ကင်ပေးခဲ့ပါတယ်။သူသည်ငယ်စဉ်ကတည်းကပွဲတော်အချိန်ရိုးရာမြေဝိုင်းလက်ဝဲပွဲများကိုမြင်တွေ့ခဲ့ရပြီးထိုခေတ်ကနယ်ဘက်တွင်ကျင်းပလေရှိသောဖျားပွဲလင်းသပင်များရှိလက်ဝဲပွဲစဉ်များကိုကြည့်ရှုရင်းလက်ဝဲသမားတယောက်ဖြစ်ရန်စိတ်ကူးရင်အိမ်မက်မှတ်ခဲ့ပါတယ်။မော်တော်သည်အသက်14နှစ်အရွယ်တွင်တထုံဒေသရှိလက်ဝဲမြေဝိုင်းများ၌စတင်ထိုးသက်ခဲ့ပြီးစတင်ထိုးသက်စဉ်ကတည်းကနီးစနစ်ထက်ခွန်အားကိုအဓိကထား၍ထိုးသက်ခဲ့ပါတယ်။သူကိုစတင်သတိထားမိစေသည့်အချက်မှာသူ့ထက်ဝါရင်သည့်လက်ဝဲသမားများကြီးကိုအညိုမကြည့်ပဲပြုံးကြီးရင်ဆိုင်ကအနိုင်ယူတက်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ငယ်စဉ်ကမော်တော်ဟုသာလူသိများခဲ့တော်လဲပွဲစဉ်တစ်ခုတွင်ပြိုင်ဘက်ကိုအလဲထိုးလိုက်သည့်လက်သီးချက်မှာအလွန်ပြင်းထန်ပြီးမြန်ဆန်လွန်းသဖြင့်ပွဲကြီးပရိသတ်များကမိုးကြိုးပစ်ချလိုက်သလိုပဲဟုဝိုင်းဝန်းချီးကျူးရာမှမိုးကြိုးဟူသောအမည်တွန်လာခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်ဇာတိမြေကိုအစွဲပြု၍တထုံမိုးကြိုးဖြစ်လာခဲ့ပါတယ်။သူသည်ဒဏ်ခါနိုင်ရင်အလွန်မြင့်မားသူဖြစ်ပြီးပြိုင်ဘက်၏ထိုးနှက်ချက်များကိုဂရုမစိုက်ပဲရှေ့သို့တိုးကအပြက်အသက်ထိုးသက်တတ်သည့်ပုံစံရှိပြီး၎င်း၏လက်သီးတစ်ချက်ထိလျင်ပြိုင်ဘက်မှာအလဲလဲကွယ်ဖြစ်သွားတတ်ပြီးထိုခေတ်ကလက်ဝဲလောကတွင်တထုံမိုးကြိုးနှင့်တွေ့လင်မလွယ်ဟုနမည်ကြီးခဲ့ပါတယ်။မြန်မာစစ်ပေါင်းစဉ်ဂန္ဓဝင်ဖြစ်သောကြာပငိမ့်နှင့်လည်းခေတ်အပြိုင်ဖြစ်ပြီး၎င်းတို့၏ထိုးသက်မှုများမှာယနေ့တိုင်လက်ဝဲဝါသနာရှင်များပြောစမှတ်ပြုရသည့်ပွဲစဉ်တွေများဖြစ်ခဲ့ပါတယ်။တထုံမိုးကြိုးနှင့်ဖြူလေးပွဲစဉ်ဟာမြန်မာလက်ဝဲသမိုင်းမှာအပြောများဆုံးပွဲဖြစ်ပြီးဖြူလေးကနီးစနစ်ပိုင်းကိုကျွမ်းကျင်ပြီးလျင်မြန်ဖြက်လက်သလိုတထုံမိုးကြိုးကတော့ခန္ဓာရည်မြင့်မာပြီးအင်အားသုံးထိုးသက်သူဖြစ်ပါတယ်။သူတို့နှစ်ဦးဟာအကြိမ်စုံတွေ့ခဲ့ဘူးပြီးပွဲတိုင်းဟာအကြမ်းတမ်းပြင်းထန်ခဲ့ပါတယ်။တထုံမိုးကြိုးရဲ့ထိုးအားကိုဖြူလေးကနီးစနစ်နဲ့ထိန်းချုပ်ခဲ့ရသလိုဖြူလေးရဲ့ဝိုက်လက်သီးတို့ကိုလည်းမိုးကြိုးကမမူပဲရှေ့တိုးထိုးထိုးခဲ့တာကြောင့်ပရိသတ်တွေကအလွန်အားပေးခဲ့ကြတဲ့ရေကုန်ရေခမ်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။တထုံမိုးကြိုးနဲ့ကြားမဲကြီးပွဲဟာလည်းလူသိများသောလက်ဝဲကျော်နဲ့ထိုးသက်သည့်ပွဲမှာလည်းတမိုင်းဝင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ကြားမဲကြီးသည်လူကောင်းကြီး၍ရက်မောင်းကောင်းပြီးခြေကန်ချက်ပြင်းထန်သူဖြစ်တော်လဲတထုံမိုးကြိုး၏မိုးကြိုးစက်ကွင်မိုးကြိုးလက်သီးဒဏ်ကိုထိမှန်၍မခံနိုင်ပဲလဲကွယ်ဖြစ်ခဲ့ရသည့်ပွဲစဉ်ဖြစ်မှတ်တမ်းတင်ခဲ့ကြပါတယ်။ဤပွဲစဉ်ကိုကြားနဲ့ဆင်တိုက်ပွဲလို့တင်စားခဲ့ကြပါတယ်။ယခင်ကရန်ကုန်မြို့မကွင်းယခုဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းအနီးတွင်ကျင်းပသောလက်ဝဲပွဲများတွင်တထုံမိုးကြိုး၏ပွဲစဉ်များပါဝင်လေပွဲကြီးစဉ်များဟာပြည့်ရှံနေပြီးပရိသတ်များကတိုး၍မပတ်အောင်ဖြစ်ခဲ့ရပါတယ်။တထုံမြို့၌ထိုးသောပွဲဆိုရင်ပရိသတ်များကကြိတ်တိုး၍အားကစားယုံကြည်ပါပြိုကျတဲ့အထိဖြစ်ခဲ့ရပါတယ်။၎င်း၏ထူးခြားချက်မှာပြိုင်ဘက်ကညီမြပင်ထိုးပါစေမျက်တောင်မခတ်ပဲပြုံးကြီးရှေ့တိုးဝင်လာတတ်ခြင်းဖြစ်ပြီးပရိသတ်များက၎င်း၏ထိုးမူရာကိုမိုးကြိုးပြုံးဟုခေါ်ကြပြီးပြိုင်ဘက်များအတွက်စိတ်သက်ကြစရာအကောင်းဆုံးလက်နက်တစ်ခုဖြစ်ခဲ့ပါတယ်။တထုံမိုးကြိုးသည်မြန်မာထိုင်းနယ်စပ်နှင့်ကရင်ပြည်နယ်ဘက်တွင်ထိုင်းလက်ဝဲသမားများနှင့်ရှင်ပြိုင်ထိုးသက်ခဲ့ပြီး၎င်း၏အားတန်သောမိုးကြိုးလက်သီးချက်များကြောင့်ထိုင်းလက်ဝဲသမားများက၎င်းနှင့်ရှင်ထိုးရန်အလွန်ပင်တွန့်ဆုတ်ခဲ့ကြပြီးတထုံမိုးကြိုးနှင့်ပွဲစဉ်ဖြစ်ထားပြီးတထုံမိုးကြိုး၏နောက်ကျောင်းကိုလှည့်လာပြီးသိရှိသွားတဲ့အခါမှာကြောက်ဒူးတုံကြီးပွဲစဉ်ဖြတ်သိမ်းပြီးထိုင်းနိုင်ငံသို့ပြန်လဲလှည့်ပြန်သွားသည့်တာရကများစွာလည်းရှိခဲ့ပါတယ်။တထုံမိုးကြိုးနှင့်ပတ်သက်ပြီးလူကြီးများပြန်ပြောလေရှိသည့်အမတ်တရတစ်ခုမှာမော်တော်လက်သီးတစ်ချက်ထိရင်စင်တောင်လဲတဲ့ဟူသောစကားပင်ဖြစ်သည်။၎င်းသည်ပွဲပြီးတိုင်းတွင်လည်းပြိုင်ဘက်အပေါ်ရိုင်းစိုင်းခြင်းမရှိဘဲရိုးသားစွာဆက်ဆံတတ်သည့်အတွက်လူချစ်လူခင်ပေါ်များခဲ့ပါတယ်။သူရဲ့လက်သီးအားကိုမိုးကြိုးလို့တင်စားရလောက်အောင်ဖြစ်စေခဲ့တဲ့လေ့ကျင့်ခန်းအချို့မှာရွှွတ်နယ်ထဲတွင်လက်သီးထိုးခြင်းဒါကတော့သူ့ရဲ့အပင်ပန်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီးမော်တော်ဟာခါလောက်ထိနှက်တဲ့ရွှွတ်နုံထဲမှာရက်ပြီးလက်သီးတွေကိုရေထဲရွှွန့်ထဲမှာအဆက်မပြတ်ထိုးသွင်းလေ့ကျင့်ခဲ့ပြီးရွှွန့်နဲ့ရေနဲ့ခုခံအားကိုကြော်ဖြတ်ပြီးထိုးရတာကြောင့်ပုံမှန်လေထဲမှာထိုးတာထက်အင်အားပိုစိုက်ရပါတယ်။ဒါကြောင့်ကျိုးဝိုင်းထဲမှာပုံမှန်တိုင်းထိုးတဲ့အခါသူ့ရဲ့လက်သီးဟာလျက်စီးလက်ကလေးမြန်ပြီးအလွန်အားပါသွားတာဖြစ်ပါတယ်။သဲအိတ်အစားသဲတိုင်ကိုထိုးခြင်းယနေ့ခေတ်လိုအိဆက်နေတဲ့သဲအိတ်တွေမဟုတ်ပဲသူကတော့သဲအိတ်အမာစားတွေနဲ့တပ်ပင်တွေကိုဓာတ်ရိုက်လေ့ကျင့်ခဲ့ပြီးလက်စစ်တွေမာကျောစေဖို့အတွက်သဲထဲမှာစားတွေရောထည့်ထားတဲ့အိတ်တွေကိုတွေးထက်အောင်ထိုးပြီးလေ့ကျင့်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့လက်စစ်တွေဟာကြောက်ခဲလိုမာကျောသွားပြီးပြိုင်
င်ဘက်ရဲ့ခန္ဓာကိုယ်ကိုထိလိုက်ယုံတဲ့တည်းအယိုးကွဲမတက်နာကျင်စေပြီးကြောက်ဒူးတုံစီခဲ့တာဖြစ်ပါတယ်ရေကူးချင်းနဲ့အသက်ရှူလေ့ကျင့်ခံသူဟာအသက်ရှူအားကောင်းပြီးပွဲချီအကြာကြီးထိုးနိုင်ဖို့အတွက်ရေကူးချင်းကိုအဓိကထားလှုပ်ဆောင်ပြီးရေအောက်မှာအသက်အောက်ပြီးအလုတ်လုတ်ရတဲ့လေ့ကျင့်ခန်းတွေကသူ့ရဲ့အဆုတ်အားကိုကောင်းစေပြီးပွဲထဲမှာမောပန်းခြင်းမရှိဘဲဒရဆက်ထိုးနိုင်တဲ့တက်လုံကိုရရှိစေခဲ့ပါတယ်တက်လုံအတွက်တထုံမြို့ရှိမြတ်တပိတ်ဇေဒီတောင်ကိုတရက်နှစ်ခေါက်တက်လိုက်ဆင်လိုက်ပြုတ်လုပ်ပြီးသူ့ရဲ့အမောခံနိုင်မှုဟာသဲကန်ရထဲကတက်ကလေးအုပ်လိုရေမတော့ပဲမိုင်ပေါင်းထောင်ချီခီးနေနိုင်တဲ့ဘုံပြန်နဲ့အလျားတူခဲ့ပါတယ်တဘာဝအစားတောက်ဖြစ်အင်အားဖြစ်ခြင်းထိုခေတ်ကအားစေးတွေဖြစ်စွမ်းစာတွေမရှိတာကြောင့်သူဟာတဘာဝအစားစာတွေကိုသာအားကိုးပါတယ်ကျုပ်စိန်တောက်ခြင်းနွားနို့နဲ့ပြားရည်တို့ကိုပုံမှန်မိဝဲခြင်းဖြင့်ကြွက်သားတွေကိုတဘာဝအတိုင်းတမ်းမအောင်တီဆောက်ခဲ့ပါတယ်စိတ်ဆွမ်းလေးကျင့်ခြင်းအာယုံစိုက်မှုတထုံမိုးကြိုဟာလက်ဝဲထိုးယုံတယ်မဟုတ်ပဲတရားဘဝနာအနေငယ်ကြင့်ကြံမှတ်ရှုပြီးစိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ခဲ့ပါတယ်ဒါကြောင့်ပွဲထဲမှာပြိုင်ဘက်ကဘလောက်ပဲပြင်းပြင်းထန်ထန်ထိုးပါစေသူကတော့စိတ်ကိုတည်ငြိမ်စွာထားပြီးမိုးကြိုပြုံးနဲ့တုတ်ပြန်နိုင်ခဲ့တာဖြစ်ပြီးသူ့ရဲ့အပြုံးတပွင့်ကြောင့်ပြိုင်ဘက်ကစားသမားရဲ့စိတ်ဓာတ်ကိုစစ်မတိုက်ခင်များကုန်တယ်လို့ဖြစ်ခဲ့ရပါတယ်တထုံမိုးကြိုရဲ့ဒီလိုပြင်းထန်တဲ့လေးကျင်းခံတွေကြောင့်ပဲတထုံမိုးကြိုဆိုတဲ့အမည်ဟာမြမလက်ဝဲလောကမှာမရှိမဖြစ်သမိုင်းဝင်အမည်ဖြစ်လာခဲ့ပါတယ်တထုံမိုးကြိုရဲ့ထိုးသက်ဟန်တိုက်ပွဲပုံစံဟာထိုခေတ်ကလက်ဝဲသမားတွေအတွက်တော့ညအိမ်မက်ဆိုတစ်ခုဖြစ်ခဲ့ပြီးသူ့ကိုရင်ဆိုင်ရတဲ့ပြိုင်ဘက်တိုင်းကြောက်ရွံ့ရတဲ့အချက်၄ချက်ရှိခဲ့ပါတယ်ရှေ့သို့သာမူတည်ခြင်းတထုံမိုးကြိုရဲ့အထူးခြားဆုံးစတိုင်ကနောက်ဆုတ်ခြင်းလုံးဝမရှိတာဖြစ်ပြီးပြိုင်ဘက်ကဘလောက်ပဲထိုးထိုးကန်ကန်သူကတော့လက်ကကလေးကိုတီချာပိတ်ပြီးရှေ့ကိုတရွေ့ရွေ့တိုးလာတက်ပြီးပြိုင်ဘက်တွေရဲ့စိတ်ထဲမှာငါထိုးနေတဲ့တောင်သူကမတုံလို့ပဲနီးကပ်လာပြီးဆိုတဲ့အတွေးနဲ့တည်းစိတ်တက်ကြပြီးအားလျှော့သွားတတ်ကြပါတယ်မိုးကြိုပြုံးဒါကတော့သူ့ရဲ့အကြောက်ရဆုံးလက်နက်ဖြစ်ပြီးပြိုင်ဘက်ကအားပါတဲ့လက်သီးနဲ့သူ့မျက်နှာကိုတက်တက်ထိုးလိုက်လို့သွေးထွက်သွားရင်တောင်သူကပြုံးပြုံးကြီးကြည့်တတ်ပါတယ်ဒီအပြုံးဟာမင်းထိုးတာငါမနာဘူးနောက်တစ်ခေါက်ထပ်ထိုးစမ်းလို့စိန်ခေါ်နေသလိုဖြစ်နေတာကြောင့်ပြိုင်ဘက်တွေကသူ့ရဲ့ခန္ဓာရည်ကိုကြောက်ပြီးတုံလှုပ်သွားကြပါတယ်တစ်ချက်ဆိုတစ်ချက်သူဟာလက်သီးကိုပလူပြောင်ထိုးတဲ့အမျိုးသားမဟုတ်ပဲသူပြစ်လိုက်တဲ့လက်သီးတစ်ချက်ကမာကြောတဲ့နယံတူးထေတောင်ကျွဝင်သွားနိုင်ပြီးပြိုင်ဘက်ရဲ့ကာကွယ်မှုကိုဖောက်ထွန်းသွားနိုင်လောက်အောင်အားပါခဲ့ပါတယ်သူရဲ့ဝိုက်လက်သီးချိတ်ဟာလည်းအလွန်နမီကြီးပြီးပြိုင်ဘက်ရဲ့နှထင်တို့မဟုတ်မေးစေးကိုတစ်ချက်ထိုံနဲ့ဘဲကဘာကိုရောက်မှမသိဝိညာဉ်မှာထွက်သွားပြီးပွဲပြီးသွားနိုင်တာကြောင့်ပြိုင်ဘက်တွေကသူ့အနာကိုကပ်ဖို့အလွတ်အင်မတန်မှကြောက်ကြပါတယ်ကြောက်ဆောင်လို့ခိုင်မာတဲ့အခန့်တထုံမိုးကြိုဟာခန္ဓာကိုယ်ရဲ့ဘယ်နေရာကိုပဲအထိုးခံရပါစေအမူအရာမပြတ်ပဲခန္ဓာရည်ရှိပြီးသူ့ကိုထိုးရတာဟာအမာကျောဆုံးသောတန်ထုကိုထိုးနေရသလိုဖြစ်ပြီးထိုခေတ်ကလူကြီးတွေပြောပြတာကတော့မိုးကြိုးရဲ့ဝင်းပိုက်ကိုထိုးရင်ကြောက်တုံးကိုထိုးရသလိုပဲလို့ဆိုပါတယ်ဒီတော့အခန့်ကောင်းတဲ့သူကိုအလဲထိုးဖို့ဆိုတာမဖြစ်နိုင်တော့ပဲခက်ခဲခဲ့ပါတယ်သူ့ရဲ့စတိုင်ကိုအေးအေးဆေးဆေးနဲ့လူသက်သမားအတန်ဒိတ်လူသက်သမားပုံစံလို့တောင်တင်စားနိုင်ပါတယ်မစုံမနစ်တိုးလာပြီးအခွင့်အရေးရတာနဲ့ပြင်းထန်တဲ့မိုးကြိုးလက်သီးကိုလျက်စီးလို့ပြစ်လွတ်လိုက်တာပါပဲဒီလိုထူးခြားတဲ့ဇယိုက်နဲ့ထိုးသက်ဟန်တွေကြောင့်ပဲတထုံမိုးကြိုးဟာမြမလက်ဝဲသမိုင်းမှာမမေ့နိုင်တဲ့ဂန္ဓဝင်လက်ဝဲဘရင်ပုပ်ကိုကြီးတူဖြစ်ခဲ့ပါတယ်မော်တော်ခေါ်တထုံမိုးကြိုးသည်အပြင်လောကတွင်အစ်စေးတည်ငြိမ်သူဖြစ်တော်လဲကြိုးဝိုင်းထဲတွင်အလွန်ကြောက်စရာကောင်းသောအေယာမဘလူးကြီးတစ်ပွဲဖြစ်သွားတတ်ခြင်းမှာသူ၏ထူးခြားသောပြရုပ်တစ်ခုဖြစ်ခဲ့ပါတယ်မော်တော်ခေါ်တထုံမိုးကြိုးသည်လက်ဝဲလောကမှာအနားယူပြီးမိမိဇာတိမြေဖြစ်သောတထုံမြို့တွင်နေထိုင်ကယဟန်အဖြစ်သာသနာပေါင်းထဲသို့ဝင်ကဗုဒ္ဓ၏မြတ်တရားများကိုကျင့်ကြံအားထုတ်ခဲ့ပါတယ်၎င်းသည်လက်ဝဲသမားကောင်းတူဖြစ်ယုံတာမကစိတ်ထားဖြူစင်ပြီးရိုးသားသူတူဖြစ်လေဒေသခံများကလေးစားကြပါတယ်တထုံသားတို့၏ဂုံဆောင်လက်ဝဲဘရင်မိုးကြိုးဖြစ်တမိုင်းတွင်ကြံရစ်ခဲ့ပါတယ်တထုံမိုးကြိုး၏တမိုင်းကြောင်းသည်မြမရိုးရလက်ဝဲကိုမျက်နှိုးသူတိုင်းအတွက်စာနမူနာထားရမည့်စ조사အားဆိုင်မှုနဲ့နောက်တလန်းမဆုပ်ပဲအခက်ခဲတိုင်းပြိုင်ဘက်တိုင်းကိုမာကြောသောကြောက်ဆောင်တပွဲရင်ဆိုင်ဖြည့်ရှင်းပြီးအောင်မြင်မှုပန်းတိုင်းကိုရောက်အောင်သွားဖို့စာနမူနာဖြစ်စေခဲ့ပါတယ်ကျွန်တော်ဤတင်ဆက်မှုကိုဤနေရာမှာပဲနှိကုံချုပ်ရပါတယ်ခင်ဗျာမပြည့်စုံတဲ့အချက်လက်တစ်စုံတရာများကြံခဲ့ရင်လည်းခွတ်လွတ်ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ